ကဲဒီတစ်ခါပြပြမဲ့ပုံမြင်လေးရတော့ဘာလေးလဲဆိုတော့မပြောတော့ဘူးနော်နားထောင်ကြည့်လိုက်ပါဟိုးအရင်တော့ရွာတရွာမှာမိသားစုတစုနေထိုင်နေအဲ့ဒီမှာအကောင်လေးရေမွေးထားတာပေါ့ကြက်ကလေးရေဝက်ကလေးရေနွားလေးတစ်ကောင်ရေမွေးထားတယ်တနေ့မှာတော့ကြွက်ကလေးတစ်ကောင်ကနေအရေးကြီးတုတ်ဖြာနဲ့ကျက်မကြီးစီကိုပြေးလာတယ် ကျမကြီးရေငါတော့ကူမွေတတော်ကလိုက်ဖမ်းနေလို့ငါ့ကိုကူညီပါအောင် နင်းနောက်ကိုလိုက်တာလေငါစီကိုလိုက်တာမှမဟုတ်တာငါလိုက်ဘာလုပ်တတ်မှာလဲငါလည်းကြောက်တယ်ပြေးပြီဟဲ့အဲ့ဒီချိန်မှာကြွက်ကလေးကလည်းကြောက်နေပဲဝတ်ထင်းစီကိုပြေးချတာပေါ့ ဦးဝတ်ရေကျွန်တော်ကိုကူညီပါအောင်အနောက်မှာမွေတကောင်ကကျွန်တော်ကိုစားဖို့လိုက်နေလို့ဦးဝတ်ရေကျွန်တော်ကိုကူညီပါအောင်အနောက်မှာကျွန်တော်ကိုစားဖို့မွေတကောင်လိုက်နေလို့ပါ အာမင်းဟာလေငါအဲ့လိုတော့မဝသေးဘူးကိုကသာကိုလို့ငါနဲ့ပါဆိုင်လို့အေးပြက်တယ်ကွာဟာမင်းဟာရှေ့ရှက်ကွာမင်းကိုလိုက်တာငါ့ကိုလိုက်တယ်မလားမဟုတ်တာမင်းဖြည့်ရှင်းငါနဲ့ဘာမှမဆိုင်နော်တော်အဲ့လိုနဲ့ကြွက်ကလေးကလည်းကြံရမရတဲ့အဆုံးအိမ်ပေါ်တက်ပြေးတာပေါ့မွေကလည်းဘယ်ပြောကောင်းမလဲကြွက်နောက်ကနေတဟုန်လုံးလိုက်တာပဲအိမ်ပေါ်လေးရောက်ရောကြွက်ကဘယ်ကိုကြောင်နဲ့ဝင်ပြေးသွားလဲမသိဘူးအိမ်ချင်းလယ်သမားနဲ့ထိတ်ထိတ်တွေ့တော့တာပဲမွေကအင်ရှင်လယ်သမားရဲ့ခြေထောက်ကိုပေါက်လိုက်တာပေါ့အင်ရှင်လယ်သမားကလည်းအားလို့អော်ပြီးတော့မိသားစုဝင်တွေရောက်လာကြတယ်မိသားစုဝင်တွေကအင်ရှင်လယ်သမားကိုဆေးရုံအမြန်ပို့လိုက်တာပေါ့ဆေးရုံအမြန်ပို့လိုက်ပြီးဆေးရုံရောက်နေတဲ့အချိန်မှာအင်ရှင်လူနာတော့ဖို့အတွက်ဆိုပြီးတော့ချက်ကိုတက်ပြီးတော့ချက်စွပ်ပြုတ်ရေးလုံးလိုက်ကြတာကိုကွယ်အဲ့လိုနဲ့အင်ရှင်လူနာကမတက်တာလို့အိမ်ဝင်ပြန်ခေါ်လာခဲ့ကြတယ်အိမ်ဝင်ပြန်ခေါ်လာတဲ့အချိန်မှာဆွေမျိုးတွေကရက်နီးရက်ဝေးကနေလာပြီးတော့သတင်းပေးကြတာပေါ့ဆွေမျိုးတွေလာလေကြတယ်ဆိုတော့မိသားစုဝင်တွေကဆွေမျိုးတွေကိုအိတ်ခံဖို့တခုခုကြံစီမှဖြစ်တော့မယ်ဆိုပြီးတော့ဝက်ကိုတက်ပြီးတော့ချက်ကျွေးကြတာပေါ့ကွယ်အဲ့ဒီအချိန်မှာအင်ရှင်လူနာကတေဆုံးသွားတာပေါ့ကွယ်တေဆုံးသွားပြီဆိုတော့နာရေးလောက်ရတယ်မလားနာရေးလောက်ရပြီဆိုတော့နောက်ဆုံးကြံတဲ့နွားကြီးကိုတက်ပြီးတော့နာရေးမှာဆွန့်ကျွေးမှာကျွေးလိုက်ကြတာပေါ့ကွယ်ကဲစဉ်းစားကြည့်ပါဦးအစောကကြွက်ကလေးသာအကူညီတောင်းတဲ့အချိန်မှာကူညီခဲ့မယ်ဆိုလို့ရှိရင်ကျမကြီးလည်းတည်ရမှာမဟုတ်ဘူးနွားကြီးလည်းတည်ရမှာမဟုတ်ဘူးဝက်ကြီးလည်းအသက်ရှင်နေမှာပဲလေအခုတော့သူတို့နဲ့မဆိုင်ဘူးဆိုပြီးတော့လစ်လျူရှုခဲ့လို့သူတို့လည်းတေပွဲဝင်ကြရပြီးတော့နောက်ဆုံးကြွက်ကလေးပဲအသက်ရှင်ကျန်နေခဲ့တယ်လေအခုပြပြတဲ့အကြောင်းအရာလေးကိုနားထောင်ပြီးရင်နားထောင်လိုက်တဲ့ကလေးတွေလည်းသင်ခန်းစာတစ်ခုခုရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်